အားလုံးပဲမင်္ဂလာပါနော်ဝါကော်လက်ရှင်ကချင်လုံးညီမန္တလေးရပါဆိုင်လိပ်စာလေးကတော့လမ်း60 33နောက်မှာဖွင့်လှစ်ထားပါတယ်ဆိုင်မှာလည်းစိတ်ကြိုက်လာပြီးလို့ရပါတယ်ရှင်လက်လက်ကလိုချင်သူများလည်းဆက်တွဲမှနိုင်ပါတယ်ပစ္စည်းစုံဒီဇိုင်းစုံကိုတနေရာထဲမှာရနိုင်တဲ့ဝါကော်လက်ရှင်ပါရှင်နှစ်တရာတိုင်ဖောက်ချီရှယ်ဝစ်ချင်တဲ့လူတွေဒါလေးယူပါရှင်နှစ်တရာတိုင်ဖောက်ချီရှယ်ပါဒါလေးတွေဆိုပုံမှန်ဆိုရင်ပရီမီယံပိုး1ဆက်တွေမှာပဲခတ်တဲ့အထည်ကိုမှချီလေးခတ်ပေးထားတဲ့ချီကြိုက်တဲ့သူများအတွက်ပါရှင်ပြီးတော့သူကတအားကိုလာတဲ့ကော်ဖီရောင်ဇက်လေးပါနော်စင်တူလေးဝစ်ချင်စင်တူလေးရမယ်စင်တူလေးဆိုမဲ့ဒါလေးအပြာလေးနဲ့ဖောက်တယ်ပြပေးမယ်နော်ဈေးနှုန်းကတော့2သိန်း8000ပါရှင်ဒါလေးတွေက3သိန်းထိရောင်းရမယ် item เนาะ3သိန်းကျော်ထိရောင်းရမယ် item ပါနှစ်တရာတိုင်ပြီးတော့မှနှစ်တရာဖောက်တဲ့ချီရှယ်ပါရှင်ဂိုင်းတွေကတော့9000တစ်ထွာနီးနီးပါတယ်ထဲလေးဖြစ်ပါတယ်တအားကိုလာရယ်เนาะဒီကွာလေးပေးအယောင်မတူဒါလေးကအယောင်မတူပါဘူးရှင်စင်တူလေးဝှချင်တော့စင်တူလေးတော့ဖြစ်တယ်ပေါ့เนาะအယောင်ပေါက်လေးကတော့နည်းနည်းလေးအပေါ်ကအဖောက်ကလေးကနည်းနည်းလေးကွာပါတယ်ဒါလေးကအပြာလေးခတ်တယ်တမျိုးစီလာပါတယ်ကြိုက်တာကိုတော့ screenshot လေးရိုက်ပြီးတော့မှစီမမေးပေးပါ page messenger နေလဲဆက်သွယ်မှနိုင်တယ်လို့ Viber number 399593လုံး800မှာလဲဆက်သွယ်မှနိုင်ပါတယ်ရှင်ကျေးဇူးပါ